အားလုံးပဲမင်္ဂလာပါရှင်ဆုမိသားစုတို့ Healthy Soup လေးချက်ပေးပြတာလေးကိုပြန်လဲ sharing လုပ်ပေးခြင်းလို့ပါရှင်ပါဝင်ပစ္စည်းလေးတက်ကတော့ပြောင်းမှုပန်းပွင့်ဥနီရုံးပရီဒီခန်းကျင်ဒီတစ်လုံးစက်သွန်ဖြူကလော်ဒီမြင်ငပီလေးနင်းငယ်နဲ့ကျဥတစ်လုံးလို့ဖြစ်ပါတယ်ရှင်ပါဝင်ပစ္စည်းလေးတွေကို ready ဖြစ်အောင်လုပ်ထားလိုက်ပါပွက်ဆူနေတော့ရေထဲကိုမြင်ငပီလေးအနှင်းငယ်ထည့်လိုက်ပါမယ်ရှင်ပြီးရင်တော့စက်သွန်ဖြူလေးနဲ့အရာတာမူလေးကိုထည့်ပါမယ်ရှင်ပြီးရင်တော့ပါဝင်ပစ္စည်းလေးတွေတစ်ဆင့်စင်ကြီးထည့်ပါမယ်အရင်ဦးဆုံးခရမ်းကျင်သည့်ဥနီပြောင်းမှုနဲ့ဗန်မွန်းတို့ကိုထည့်လိုက်ပါမယ်ရှင်ငရုတ်သီးစိမ်းအနှဲငယ်လေးလည်းထည့်ပါမယ်ရှင်ပြီးရင်တော့အိုးပွက်ဆူအောင်အဖုံးလေးအုပ်ပြီးတော့ခဏထားလိုက်ပါမယ်ရှင်။ဥချကန်နေရင်တော့ရုံးပရီတီလေးနဲ့ကြက်ဥတစ်လုံးဖောက်ပြီးတော့ထည့်ပါမယ်ရှင်။ငရုတ်ကောင်းကြိုက်တဲ့သူတွေလည်းငရုတ်ကောင်းထည့်ပြီးတော့သုံးဆောင်လို့ရပါတယ်ရှင်။ဒါကတော့အရသာရှိတော့ healthy soup လေးတစ်ခါပါရှင်။